ကျွန်တော်စစ်ကြောင်းနဲ့ရဲဘော်တွေကိုမေကွန်းလေးနည်းနည်းလိုက်မေးကြည့်မယ်ခင်ဗျာမိဘပြည်သူများအားလုံးလည်းလိုက်ပါခံစားကြည့်ကြပါအောင်ခင်ဗျာအခုကျွန်တော်မေကွန်းလေးတစ်ခုမေးခြင်းလို့မေးလို့ရတာ ရပါတယ်အဆင်ပြေပါတယ် ဟိုတော်လန်ရေးတဲ့စားဝင်လာတော့ပထမဆုံးကင်ခဲ့ဘူးတဲ့တနက်အမျိုးအစားလေးတစ်ချက်လောက်ပြောပြလို့ရ ဟုတ်ကဲ့ပါကျွန်တော်တော်လိုင်းနဲ့စောင်းဝင်တော့ပထမဆုံးကင်ခဲ့တာတော့ RPG 7ပေါ့ ဟုတ်ကဲ့ဟိုRPG 7နဲ့ပေါ့ဟိုရှိခဲ့ဘူးတဲ့အမှတ်တရလေးတစ်ခုလောက်ပေါ့ 7နဲ့ရှိခဲ့တဲ့အမှတ်တရတစ်ခုဆိုရင်ကျွန်တော်ပထမဖလူး2021ပေါ့2021ပထမဖလူးတော့ဖြစ်တော့ကျွန်တော်ဘန်ကထုတာပေါ့ဘန်ကကိုတဲထုတာအထက်နဲ့နှစ်ကောင်ခုံထွက်လာတယ်အဲ့ဒါတော့အမှတ်တရလေးတစ်ခုပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တိုက်ပွဲတိုင်းအောင်မြင်ပါသည် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းတော်လန်ရေးအောင်မြင်ဖို့အတွက်အများကြီးအားသွန်ခေါ်ဆိုင်လုပ်နေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်မေကွန်းလေးတစ်ခုမေးခြင်းလို့ဖြည့်ပေးလို့ရတာ ဟုတ်ကဲ့ဖြည့်ပေးလို့ရပါ အခုတော်လန်ရေးတဲ့စားဝင်လာတော့ပထမဆုံးစားဝင်လာတော့ပေါ့ကင်ခဲ့တဲ့တနက်အမျိုးအစားလေး ကျွန်တော်ဒေါ်လာနဲ့စစရောက်ကျွန်တော်စစ်တာလို့တော့ကျွန်တော်ကာပိုင်းကိုစပြီးကန်ခဲ့တာဟုတ်ကဲ့ အဲ့တနက်လေးနဲ့ဟိုရှိခဲ့ဘူးတဲ့အမှတ်တရလေးပေါ့ ကျွန်တော်အဲ့တနက်လေးကိုပေါ့နော်ကျွန်တော်စပြည့်တဲ့အချိန်မှာအဖုံးနဲ့ကျွတ်ထွက်သွားပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်အဲ့တနက်ကိုရပြီး2ရက်ကြာမှကျွန်တော်ကိုးကန်ပါတယ်ဘဲသွားအခါ90သွားခဲ့ရပါတယ်ပေါ့နော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အခုကျွန်တော်မေကွန်းလေးတစ်ခုမေးခြင်းလို့မေးလို့ရတာ ဟုတ်ကဲ့ဗျာမေးပါခင်ဗျ ဟိုဒီတော်လန်ရေးတဲ့စားဝင်လာတော့အခုပထမဆုံးကင်ခဲ့တဲ့တနက်အမျိုးအစားလေးတစ်ချက်လောက်ပြောပြလို့ရလားခင်ဗျာ ကျွန်တော်တော်လိုင်းနဲ့စဝင်လာတော့နော်အမစကန်ကြီးအမတရားကန်ခဲ့တဲ့လက်နက်ကတော့လက်လုံဟိုတူမီပေါ့နော်တူမီရန်ထောင်းလေးနဲ့ကျွန်တော်စကန်ခဲ့ပါတယ် ဟုတ်ကဲ့ရတယ်အခုကျွန်တော်မေကွန်းလေးနည်းနည်းမေးခြင်းလို့မေးလို့ရလားခင်ဗျာ ဟုတ်ကဲ့ဟိုအခုတော်လန်ရေးတဲ့စားဝင်လာတော့ပထမဆုံးကင်ခဲ့ဘူးတဲ့တနက်အမျိုးအစားလေးတစ်ချက်လောက်ပြောပြပြီးတော့ခင်ဗျ AK အဲ့တနက်နဲ့ရှိခဲ့ဘူးတဲ့အမှတ်တရတွေကတစ်ချက်လောက် ရှေ့ကင်းဆောင်ရင်းကဖုန်းကြီးပြုတ်ကြတာသူကလည်းအဲ့ဒါသူအဲ့သူတိတ်နဲ့ပတ်လာတလက်လောကမချောက်ရည်ကင်းဆောင်မတက်ရနေတဲ့အမမိကကြီးပြုတ်ကြတာတော့ဟုတ်ပေါ့အဲ့လို ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် ရပါတယ် အခုကျွန်တော်မေကွန်းလေးတစ်ခုမေးခြင်းလို့ဖြည့်ပေးလို့ရလားခင်ဗျ ဟုတ်ကဲ့ရပါတယ် ဟိုအခုတော်လန်ရေးတဲ့စားဝင်လာတော့ပထမဆုံးကင်ခဲ့ဘူးတဲ့တနက်အမျိုးအစားလေးတစ်ချက်လောက်ပြောပြပေးပါ ကျွန်တော်တော်လိုင်းရဲတဲ့စဝင်လာတော့ပထမဆုံးကန်ကတဲ့တနာဟိုMA1 ပါဗျ အခုအဲ့တနက်လေးနဲ့ရှိခဲ့ဘူးတဲ့အမှတ်တရလေးရောတစ်ချက်လောက်ပြောပြပေးပါ အတလက်လေးနဲ့စီးရဲအမတ်တရတော့ဟိုကျွန်တော်ညဘက်အတလက်လေးလာပြီးတော့ကျွန်တော်တို့3-4ယောက်ကအစ်စ်ဆိုတော့တိတ်ပြီးတော့မကင်တတ်သေးတဲ့အချိန်မှာတောက်တလဲဟိုပေါ့ဆိုရင်ကြောက်ကြရတယ်နဲ့နောက်ပြောင်းမှလည်းဆိုးတယ်ညဘက်တွေအဲ့ဒီတနက်ကကင်းဆောင်ပြီးအိပ်ရခဲ့တယ်အဲ့လိုမျိုးတော့ရှိအဲ့ဒါပါ ဟုတ်ကဲ့ကျေးဇူးပါအခုကျွန်တော်မေးစရာလေးတစ်ခုကြံသေးတယ်အခုဒီမျက်မှန်ဟိုပွဲစရာဝယ်တာလားသူများရှိရကြော်တာလားခင်ဗျ ခုနကမှရုပ်လာ